ဒီနေ့ဗီဒီယိုလေးမှာတော့မြင်လိုက်တာနဲ့တင်သွားရည်ကြသွားစီမဲ့အရာမအကြီးကြီးပြုလုပ်ထားတဲ့ကာရာမယ်ပေါင်မုတ်ပူတင်ကြီးချက်ပြုတ်တဲ့အစီအစဉ်လေးကို recap လုပ်ပြီးတင်ဆက်ပေးသွားမှာပါ။တာမန်ပူတင်လေးတွေလိုခွက်သေးသေးလေးတွေနဲ့လှုပ်တာမဟုတ်ဘဲလူအုပ်ကြီးနဲ့ဝိုင်းဝန်းပြီးအင်မတန်ကြီးမားတဲ့အိုးကြီးတွေနဲ့အရာမပူတင်ပေါင်မုတ်ကြီးလှုပ်ပြသွားမှာဆိုတော့ကဲဘယ်လိုတွေစိတ်ဝင်စားဖို့ကောင်းမလဲဆိုတာအတူတူကြည့်လိုက်ရအောင်နော်။ပထမဆုံးမြင်တွေ့ရမှာကတော့ဒီပူတင်ကြီးအတွက်အဓိကအရေးပါတဲ့ပေါင်မုတ်တွေပါပဲ။ပုံမှန်ဆိုရင်တော့ဂျုံမုံကိုသုံးလေးရှိပေမဲ့ဒီမှာတော့ပေါင်မုတ်အချက်ပေါင်းများစွာကိုအသုံးပြုထားပါတယ်။ရွာသားတွေကပေါင်မုတ်တွေကိုတောင်မုံရပုံတင်လာကြပြီးတော့အားလုံးဝိုင်းဝန်းပြီးတည်တည်ချာချာအတုံးလေးတွေဖြစ်အောင်လှိဖြတ်နေကြပါတယ်။ပြီးတော့အဲ့ဒီပေါင်မုတ်တုံးလေးတွေအပေါ်ကိုနွားနို့အပူလေးတွေလောင်းထည့်လိုက်ပါတယ်။နွားနို့ပူပူလေးကြောင့်ပေါင်မုတ်တွေကချက်ချင်းပဲနူးညံ့သွားပြီးလက်နဲ့တေချာနေလိုက်တဲ့အခါမှာတော့အီးဆက်နေတဲ့မုံနဲ့အနှစ်ကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်။ပူတင်ဆိုတာနဲ့မပါမဖြစ်တာကကြက်ဥပါပဲ။ဒီလောက်ကြီးမားတဲ့ပူတင်ကြီးအတွက်ကြက်ဥဆိုရင်လည်းဗန်းလိုက်ကက်လိုက်ကိုသုံးရတာပါ။ကြက်ဥအလုံးပေါင်းများစွာကိုဖောက်ထည့်တေးသေးချာချာခလောက်ပြီးတဲ့နောက်မှာတော့စောစောကအနေထားတဲ့ပေါင်မုတ်အနှစ်တွေတဲကိုလောင်းထည့်လိုက်ပါတယ်။ပြီးတော့အချိုတက်အတွက်တကြားတွေကိုပါထပ်မံဖြည့်ဆွက်ပြီးအားလုံးတမတ်သွားအောင်ရောက်မအကြီးကြီးတွေနဲ့ဝိုင်းဝန်းပြီးမှွေကြပါတော့တယ်။ဒီအစ်စ်မှာတင်ပါဝင်ပစ္စည်းတွေရဲ့အယောင်စင်းကဝါဝင်ပြီးစားကျင်စရာဖြစ်နေပါပြီ။အခုချိန်ကတော့ဒီအချိုပွဲရဲ့အသက်ဖြစ်တဲ့ကာရာမဲလ်အချိုရည်လုံးမဲ့အချိန်ပါပဲ။မီးဖို့ကြီးပေါ်မှာဒဲအိုးအကြီးကြီးကိုတင်တကြားတွေထည့်ပြီးအရေးပြောအောင်ကြိုးပါတယ်။တကြားတွေတဖြည်းဖြည်းအရေးပြောလာပြီးရွှေအိုရောင်အညိုရောင်လေးတန်းလာတဲ့အထိစိတ်ရှည်လက်ရှည်မှွေပေးရပါတယ်။ရလာတဲ့ကာရာမဲလ်အရေးပူပူလေးတွေကိုတော့ပူတင်ပေါင်းမဲ့အိုးကြီးရဲ့အောက်ခြေမှာအနှံ့ရောက်အောင်လောင်းထည့်ပြီးခင်းလိုက်ပါတယ်။အောက်ခြေမှာကာရာမဲလ်တွေခင်းပြီးသွားပြီဆိုရင်တော့စောစောကအစင်သင့်ဖြော်ထားတဲ့ပေါင်မုတ်ကြက်ဥနွားနို့အရောအနှောကြီးကိုအဲ့ဒီအပေါ်ကနေဖြည်းဖြည်းချင်းလောင်းထည့်ပါတယ်။ဒီလောက်ဒဲအိုးအကြီးကြီးနဲ့အများကြီးကိုပေါင်းဖို့ဆိုတာရိုးရိုးပေါင်းအိုးနဲ့တော့ဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ရင်နွေးတွေစူပွက်နေတဲ့ဒံအိုးအကြီးကြီးတစ်လုံးနဲ့ကိုထည့်ပြီးရင်နွေးငွေ့နဲ့ပေါင်းရတာပါ။အချိန်ကတော့2နာရီတိတိပေါင်းရပြီးကျက်သွားတဲ့အခါမှာလည်းချက်ချင်းမှောက်ချလို့မရပါဘူး။နောက်ထပ်2နာရီလောက်ထပ်ပြီးအေးခံထားရပါသေးတယ်။4နာရီလောက်အချိန်ယူခဲ့ရတဲ့ပူတင်အိုးကြီးကိုဗန်းအကြီးကြီးတစ်ခုပေါ်ကိုမှောက်ချလိုက်တဲ့အခါမှာတော့ဝါဝင်းအီးဆက်နေတဲ့ပူတင်ကြီးပေါ်ကနေကာရာမဲလ်အရည်တွေစီးကျနေတဲ့မြင်ကွင်းဟာတကယ့်ကို perfect ပါပဲ။တေးသေးတက်တက်လှိဖြတ်လိုက်တဲ့အခါမှာလည်းအတွင်းသားလေးတွေကနူးညံ့ပြီးစားကျင်စရာအရန်ကောင်းနေပါတယ်။ဒီလိုအရသာရှိလာတဲ့အစားအစာကိုသူတို့ကြီးပဲစားသုံးကြတာမဟုတ်ပါဘူး။အပိုင်းလေးတွေတေချာလှိဖြတ်ပန်းသီးလိမ္မော်သီးစားတဲ့တစ်သီးဝလံတွေနဲ့အတူဘိုးဘွားရိတ်တာကအဖိုးအဖွားတွေကိုတွားရောက်လှူဒန်းခဲ့ကြတာမို့ကြည့်ရှုရတဲ့ကျွန်ုပ်တို့အတွက်ပါဝမ်းသာပီတိဖြစ်စေတဲ့ချိန်လေးပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ recap လေးကိုသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့မယ်နော်။